go ကဲဒါကျွန်တော်တို့ရဲ့ဒါ FPV ပုံပဲဖြစ်ပါတယ်ကဲကျွန်တော်တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒါပေါ့နော်ဒီသွားမှာပေါ့နော်ချောင်းသာသွားမှာပေါ့ဒါဆိုရင်အဲ့တော့ကျွန်တော်ရိုက်ဖို့မေ့နေလို့ပြန်ပြီးတော့ပြန်လာပါတော့ကဲအဲ့တော့ကျွန်တော်သွားကြရအောင်အခုကကျွန်တော်တို့လာခေါ်တဲ့ကားကတော့ကျွန်တော်တို့ရောက်နေပြီပေါ့နော်လမ်းထဲဝင်လို့မရတော့ကျွန်တော်တို့ဟိုလမ်းပြင်ကိုသွားရတာပေါ့နော်လမ်းထိပ်မှာစောင့်နေတယ်ပစ္စည်းတွေအကုန်လုံးထည့်ပြီးသွားပြီခလေးလည်းထည့်ပြီးပြီကျွန်တော်အဲ့တော့ပြီးရင်ကျွန်တော်ခလေးကိုပြမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါလာခေါ်တဲ့ကားပေါ့နော်အောက်မှာဒါဖေတို့မေတို့ဒါပစ္စည်းထည့်နေတာဖြစ်ပါတယ်အဲ့တော့အားတော့မစိုးပါဘူးခုကကျွန်တော်ချိန်က4နာရီခွဲတော့ရှိပါပြီပေါ့နော်အဲ့တော့ဒီခွဲတော့ရှိပါပြီဆိုတော့တိပါစောက်ပါရောအေးတယ်အရင်အေးကဲကျွန်တော်ဒါအပေါ်ပေါ့နော်ကားလေးကတော့မစိုးပါဘူးသွားနေသူတော့စင်ပြေကျွန်တော်ကလေးနေရတော့ကလေးကိုနေရဖို့ပေးနေတက်ပဲငါသားလေးဟယ်လိုသားလေးဟာတားရီဒီဘက်လိုက်ပါအောင်ဝိုးတာကျွန်တော်တားရတာ fast trick ပဲဖြစ်ပါတယ်ဒါတော့သူကဲကျွန်တော်အခုစတော့ဒါစထွက်ပါပြီဒါတော့အမေကကျွန်တော်တို့ဒါခလေးအေးမှာဆိုလို့တဲ့ဒါကြီးဆိုင်ရဖြစ်ပါတယ်နောက်မှာတော့ဒါကျွန်တော်ညီမဒါတော့ကျွန်တော်ရဲ့ editor ပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီခေါက်တော့ quality ကောင်းကောင်းလေးနဲ့လုပ်ကြအောင်Take shit, I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so ဒီကားတွေကဆိုရင်တော့ဖြင့်ကျွန်တော်တို့ပိတ်ချက်ကြီးကိုလည်းရှိုးလိုက်စားလို့တော့မရအောင် classic မှာအိုးလာလာ Oh my god ဟောလေဘိုင်းစာနေပြီနော်ဒါဟုတ်လားဒါဘိုင်းစာနေပြီနော်မတိဘူးပါ Hello I don't know how you ဟာ这个话ကားရမယ်ကလေးလေးတားလေးအေးဝါရလားပြန်တော့နှုတ်တော့ပြီးတော့ပြန်တော့ ဟုတ်တာလေနော်မသူနဲ့နော်ဟာလား ကဲကျွန်တော်တို့အခုကတော့ကျွန်တော်တို့ဒါပန်းတနော်မှာဝင်ပြီးတော့ပန်းတနော်ရဲ့ဖီးမှာဝင်ပြီးစားနေရပါတော့အဓိကတော့လူတွေအဲ့လိုမျိုးပိတ်ရက်ကတော့ဘယ်တော့မှခီးမသွားကောင်းတယ်လို့ဆောင်းဝမ်းပိတ်တယ်ပြည့်ရမှာတခြားဟိုမှာ classic မှာကျွန်တော်မစားခဲ့ရဘူးเนาะအခုဒီမှာပန်းတနော်ဖီးရမစိုးပါဘူးဒီမှာအဲ့လိုပိတ်မရှိဘူးပေါ့နော်ကဲကျွန်တော်ဒါကတော့ထမင်းစီဆန်းလေးပဲဖြစ်ပါတယ်ထမင်းစီဆန်းကိုကျွန်တော်ကတော့ဒါစက်သားနဲ့မှာတာပေါ့နော်မတ်တာကတော့ကျွန်တော်တို့ဒါထမင်းစီဆန်းကိုကြောက်နေပေါ့နော်ချဲပဲမင်းသားရဲ့တောင်းတက် fashion လေးပဲဖြစ်ပါတယ်ကျမတို့လည်းကြည့်အောင်နော်တားလေးကလေးလေးကြည့်အောင်ရိုက်ပြီးသွားကျမတို့လည်းကြည့်အောင်နော်ဟုတ်ကြည့်အောင်ငါသားလူချော်လေးဒါတော့ကျူးရဲ့နားကျွန်တော်တောင်းတက်တော့လေးနဲ့ညာပြီကဲကျွန်တော်တို့အခုတော့ရောက်ရှိပါပြီကျွန်တော်တို့ဟိုတနာရီကျော်နေတူတနာရီမှာတော့ကျွန်တော်တို့ဒါရောက်သွားပြီပေါ့နော်ဒီကောင်တောင်တက်တာတော့အစ်စီတယ်ဟေးတားလေးဟေးကြည့်ပါဦးတောင်တက်ကိုလုံးဝသူကလုံးဝမနိုးဘူးတော့လုံးဝအစ်စီပဲအိပ်ပြီးတော့တောင်အစ်စီတက်တာကိုယ်တော်မူးပြောက်တဲ့စီးပဲထောက်ပါ
ကျွန်တော်လမ်းလျှောက်ပါတဲ့ဒါ nest မလား nest လေကျွန်တော်ခန်းထားတဲ့ nest ဘက်ကီစီးမှာပဲဖြစ်ပါတယ်ဘယ်ကြည့်နေYo what's up အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ vlog လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုကတော့ဒါရေသွားကူးမယ်ပြီးရင်ကျွန်တော်ရဲ့သားလေးကိုကျွန်တော်ဒါပင်လဲရေလေးနဲ့ပထမအောင်ဆုံးညီရှိပါဘောเนาะကျွန်တော်အဲ့တော့လူလိုက်နိုးနေပြီရေကူးဆောင်လေးကိုထားပါတယ်တာဒါအခုကိုလေးမလုပ်ပါနဲ့ကိုလေးမလုပ်ပါနဲ့ဟာ baby cute ကဲကျွန်တော်အရှိရနေပြမယ်နော်တာရေနှုတ်ဆက်လိုက်ပါအောင်မျက်နှာလေးကနေလောင်လောင်လားမသိဘူးကျွန်တော်ဆန်ခရင်လေးတော့လိမ့်မိထားရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါနီလောင်မှလဲဆိုလို့သူအခုမှကျွန်တော်တို့ဒါညနေ9:00နာရီထိုးတော့မယ်ပေါ့နော်4:00နာရီခွဲကျော်သွားပြီဆိုတော့ကျွန်တော်မနေ့ပြန်ကြရင်တော့တေချာထပ်ပြီးဆင်းမယ်ရှောက်သွားမယ်နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ရေကူးကန်ရေဆင်းမယ်ပြီးမှပင်လယ်ရေနဲ့ထိမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အခုတော့ပင်လယ်ကိုစပြီးဆင်းပါမယ်အရင်ဆုံးစကျွန်တော်တို့ရေကူးကန်သွားဖို့ပေါ့နော်တားရေ hello baby ပင်လယ်ထဲကိုပထမအောင်ဆုံးချိန်ဆင်းမှာဖြစ်ပါတယ်အိုးကျွန်တော်တို့ဒါကန်းချီရဲ့လုံးဝစောက်ရမ်းမိုက်တဲ့အရာတာစောက်ရမ်းမိုက်တဲ့ vibe ပေါ့နော်ကျွန်တော်ကဲကျွန်တော်တားလေးကိုပေးပြီးထိပါမယ်ကန်းချီရေလေးနဲ့ let's go တားလေးနေခါနေပြီကတာထိလေးယူရရမှာကိုနော်လာရေလေးနဲ့ထိဆောက်လေးနဲ့ရေလေးနဲ့โอเคပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ဒါညရောက်သွားပြီပေါ့နော်ညကတော့ကျွန်တော်တို့ဒါဒီနေ့ day 1ဟိုမှာကျွန်တော်အခု7:00နာရီခွဲသွားပြီပေါ့နော်ကျွန်တော်တို့ဒါညစာစားပြီးသွားပြီဖိနေမိနေစားပြီးသွားပြီခုနကတော့ကျွန်တော်ကလေးအိတ်နေတော့ကလေးကိုခဏကြည့်နေနိုးတော့ကျွန်တော်ဟိုဘက်ခန်းပို့လိုက်တာပေါ့နော်ကျွန်တော်ဦးလေးခန်းเนี่ยကက်ရက်ဆိုတော့ဦးလေးတို့ကဂိမ်းဆော့နေရပေါ့နော်ကျွန်တော် imposter ဂိမ်းဆော့နေရဆိုတော့အဲ့ဒါလေးကျွန်တော်ရိုက်ပေးမယ်အဲ့တော့ကျွန်တော်ဒီ day 2ရက်ရောက်ကြမှာပဲကလေးနဲ့ဓာတ်ပုံရိုက်တာတွေပါလိပုံစံမျိုးလုပ်မှာပေါ့နော်ဒီနေ့ day 1ကတော့ကျွန်တော်အရင်ပုံမှန်ကတော့လေးနေရာအိတ်တယ်အိတ်ပြီးတော့ဒီမှာလေးကိုဓာတ်ပုံရိုက်ပြီးရပေါ့နော်အဲ့တော့ခဏလေးပြန်တွေ့မယ်ဘာကြည့်ရလဲငါ့ကိုစိတ်ဝင်စားတယ်တက်ကြည့်ပါခွဲပြောပါဘာကြနေလို့လဲဘာမှမကြမ်းတော့စပွိုင်းပုံစံနဲ့The next day morning မှာကျွန်တော်ဒီနေ့ကတော့ day 2ပေါ့နော် morning မှာအဲ့တော့ကျွန်တော်ဒီဘက်က breakfast ကတော့ကျွန်တော်မနေ့6:00နာရီကနေ9:00နာရီပဲရပါတော့အခုတော့ကျွန်တော်9:00နာရီနဲ့40 8:00နာရီထိုးမှာပေါ့နော်သူနိုးတာကိုစောင့်နေဆရာသမားနိုးတာအခုပဲသူတိုင်ဝမ်လေးပေးပြီးအိတ်ချမှုရုပ်ပြန်ကြည့်အောင်ရှေ့ရပြမယ်ကြီးသားလေးနိုးရလားကွာဟမ်ညသေးတောင်းမှာပဲအိပ်ပျော်သွားတာအမလေးအိတ်ချမှုရုပ်နဲ့စစ်စရာလေးကဲဘေး breakfast တော့စားမယ်ထားဘ
ပေဝါချင်းဟိုလောက်လိုက်ပြီနော်စကားတွေလည်းပြောသေးတယ်ကဲအဲ့တော့ကျွန်တော် breakfast တော့စားမယ် 3 hours later. ကဲအားလုံးပဲကျွန်တော်ဒီနေ့ကတော့ကျွန်တော် day 2ပေါ့နော် day 2ကိုကျွန်တော်အစတော့မရိုက်လိုက်ရအောင်ခလေးထိန်းနေရတယ်သိရမလားအဲ့တော့ကျွန်တော်အခုကမြင်းစီးမယ်ကျွန်တော်ဒါကြောက်မောင်နှမရောက်နေတယ်ပြီးသွားရင်ကျွန်တော်တို့ဒီဟိုဘက်မွန်ဂရိုဖလာပါလားအဲ့ကိုသွားမယ်ပေါ့နော်အဲ့မှာလည်းရိုက်မယ်အခုဒီမှာကျွန်တော်မြင်းစီးမယ်ပြီးသွားရင်ကျွန်တော်တို့ဆိုင်ကယ်စီးမယ်ပေါ့နော်အဲ့တော့ကျွန်တော်မြင်းကိုကျွန်တော် FPV မုန်းနဲ့စီးမယ် let's go guys Let's go! ကဲလာကျွန်တော်ရဲ့ဒါ FPV ပုံပဲပြောပါလေ။တော့ဒါဝါဝါဖတ်တယ်ရောက်သွားလို့ဘာလို့ဟုတ်တယ် sorry ကွာမြင်းလေးတော့တနာပါကျွန်တော်ကဲကျွန်တော်ဒါ view နဲ့ဘာညာဒါကျွန်တော်ဒီဘက်ကိုပြန်ပြီးတော့ပတ်ခိုင်းတယ်မြင်းကိုတနာလို့ပေါ့နော်ဒီကတော့ပို့ဝေးနေကြတယ်ပြရမှာအိုးနိုင်ရမဟုတ်ဘူးစိတ်ဆိုးနေပြီစိတ်ဆိုးနေပြီစိတ်ဆိုးနေပြီဟောLater. A few moments later. Day 2ကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲခလေးထိန်းနေတာပေါ့နော်အဲ့တော့ဆီယာမာကြီးကတော့ကျွန်တော်တို့ zip line စီးရပေါ့နော်ကျွန်တော် zip line တိတ်ပြီးတော့မစီးဘူးမကြိုက်ဘူးစီးရကဲအဲ့တော့ကျွန်တော်ဒါ restaurant ရောက်နေရယ်နော်ကျွန်တော်ဒါမုတ်စားပြီးတော့စောင့်မယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်ခဏနေပြန်တွေ့မယ် guys 3 hours later. Sitting here where the sun sets low, golden rays painting skies aglow. Memories float like wisps of smoke, whispering tales from days ago. Each ray a story, every hue, echoes of laughter, tears too. The world slows down, time's a blur. In this moment I am new. Sunset glow, a time to let go.
Nostalgia's touch, but don't you know? Hope is waiting. The next day. ကျွန်တော်ဒီနေ့ကတော့ပြန်ပြီးပဲဖြစ်ပါတယ် Hey ကျွန်တော်ချက်ကောက်လုပ်ပြီးပါနော်ဖခင်မရှိဘူးလားကဲအဲ့တော့ကျွန်တော်တို့ရဲ့ vlog လေးကိုကြည့်ပေးရဲ့ညီကိုတယောက်ချင်းဆိုင်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့နောက်တဲ့ vlog တွေမှာလည်းကျွန်တော်ဒါပြန်ပြီးတော့တွေ့ကြပါတယ်အဲ့တော့ကျွန်တော် Samon and Data page လေးကို follow လေးလုပ်ခဲ့ပြီးကိုလည်း request လုပ်ပါတယ် guys see you guys နောက်တဲ့ sound bite တဲ့ vlog နဲ့ပြန်ရမယ် guys အော်ဒီကြားမှာကျွန်တော်တို့ဒီခလေးဟိုကြော်ရရိုက်ဖို့ vlog တစ်ခုရှိရပါတော့အဲ့အကြံပြတ်တယ်မယ် guys see you guys တောင်စင်းမူးနေရလားမသိပါဘူးရေပေါ်ကြည့်ရောလောကကြီးစိတ်ညစ်နေရုံနဲ့ကြည့်ရောတောင်စင်းကိုကျွန်တော်မူးနေရတယ်ဒီမှာကြည့်ရပကတဲ့လည်းမနေဘူးဒီကောင်